ကပေးတဲ့ဘွားတွေပဲဘာကြောင့်မို့မင်းထိုင်ပြီးတော့ဆွေးနေမလဲတူထားဆိုလူဘွားကြီးကတိတ်တူတယ်မတင်လို့ရှေ့ဆက်ပြီးတိုက်ပွဲဝင်မယ်အကောင်းတွေများစွာရှိတာပဲကတရားကဆိုရနဲ့ကြုံတွေ့နေလဲဒါမင်းရဲ့ဘဝသင်္ကန်းစာသစ်တွေပဲကြောက်စမ်းနဲ့ပန်းနိုင်တော့မှရှိပါတယ်တစ်ချိန်ကလည်းငါလည်းမင်းလိုပဲရင်ဆိုင်မို့သွေးကတိတ်ကိုနဲ့ပြန်တွေ့ကကြည့်တော့ငါကိုငါအော်ပြီးတယ်အိုးတဲ့ငယ်ချင်းဘာမှမဆိုရင်လည်းယုံကြည်ရရှိစလဲနိုင်တယ်နောက်ဆုံးတော့မင်းအသီးမတွေ့သေးတဲ့ခုဝင်မယ်လူဆိုတာဘဝရဲ့တာကောင်းဟုတ်ကံဆိုတာဖန်တီးခြင်းရဲ့ကြပြတဲ့ဘုံဒီလောကကြီးရဲ့လက်ကွက်များကိုမင်းသိဖို့လိုတယ်ကိုယ်တိုင်သာအားကိုခြင်းခဏယုံအချိန်ချင်းပြိုလဲကြလဲပြန်လို့ဒါမင်းရဲ့တင်ညာနဲ့မှရဲ့ရင်ဖို့လိုတယ်တကယ်